ရွှေဒီကုံကရောင်ကြီးတော်တွေညနေခင်းရဲ့ရွှေရောင်ကောင်းကင်အောက်မှာဝင်းပလင်းလက်နေသလိုမျိုးကို့နှလုံးသားထဲမှာလဲမင်းကအမြဲတောက်ပါလို့အင်းလျားကံပေါင်ပေါ်ကလေအေးတွေကဒိုးနှစ်ယောက်ကြားမှာတိုးဝိဖြတ်တန်းကန်ရည်ပြင်းရဲ့ကြိတ်ကလေးတွေလိုပဲမင်းအပြုံးတွေကကို့ရင်ကိုလှုပ်ခတ်စေတယ်ပန်းစိုးတန်းရဲ့ရှေးဟောင်းအဆောက်အုံတွေကြားလူအုပ်ထဲမှာဒိုးနှစ်ယောက်လက်ချင်းတွဲရင်စူးလေဖျားနာကမီးရောင်စုံတွေအောက်ရန်ကုန်ညကမင်းရှိလို့ပို့ပြီးလှပနေတာကားထန်တွေစူညံနေတဲ့လမ်းမထက်မှာအရာရာကအလင်းစလိုပြေးလွှားနေပေမဲ့မင်းနဲ့စုံတဲ့ခဏတာမှာတော့ရန်ကုန်မြို့ကြီးတောင်ငြိမ်သက်သွားသလိုပဲဒီမျိုးပြရဲ့လှပခြင်းဂုံပုတ်တွေထဲမှာကို့အတွက်အလှဆုံးကတော့ရန်ကုန်ဆိုတဲ့မြို့ကြီးထက်ဒီမြို့ထဲမှာရှိနေတဲ့မင်းမှာပဲဒီကဗျာလေးကိုသဘောကျတယ်လို့မျှော်လင့်ပါတယ်